1385 ခုနှစ်နောက်တစ်ခုလဆန်း2 ရက်2024 ခုနှစ်ဧပြီလ10 ရက်ဗုဒ္ဓဟူးနေ့၌အွန်လိုင်းမှာဟောကြားသောတွားရဝိပဿနာရှုပွားနည်းအပိုင်း3တရားဒေသနာတော်ဝိပဿနာရှုပွားလို့တဲ့ပုဂ္ဂိုလ်တွေအတွက်တရားရှာကိုမှတွေ့ဆိုတဲ့အတိုင်းကိုယ်တဏ္ဍမရှိတဲ့ယုတ်တရားနတ်တရားတွေကိုပဲဝိပဿနာရှုရတာဖြစ်တယ်လွန်ခဲ့တဲ့နေ့ရက်ကမျက်စိနဲ့မျက်လုံးနဲ့ပတ်သက်တဲ့တရားရှုွက်ကိုဟောပြီးပြီဒီကနေ့အပိုင်း3မှာနာနဲ့အတန်နဲ့ပတ်သက်တာနဲ့ပတ်သက်ပြီးဘယ်လိုရှုရမလဲဆိုတာမြတ်စွာဘုရားဟောထားတဲ့အတိုင်းနော်မှတ်သားဖို့ပဲဘုရားလည်းဒီသုဒ္ဓမှာရှင်းရှင်းလေးပဲဟောတာတွားရဝိပဿနာတွားရဆိုတာနှစ်ခုပေါင်းပြီးတော့အကြောင်းတရားကနှစ်ခုပေါင်းမှအကျိုးတရားတစ်ခုဖြစ်လာတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟောတာအထူးဆန်းတော့မဟုတ်ဘူးဒီနေ့ဟောမှာကတော့နာနဲ့ပတ်သက်တာကိုမှတ်သားနာယူကြရအောင်ရှိဥစွာဘုရားဟောတဲ့ပါဠိလေးကိုနားထောင်ကြည့်ဖို့သောတင်္စပဋိစ္စတတ္တိသဥပ္ပစ္စတိသောတာဝိညာဏဆိုလိုတဲ့အဓိပ္ပာယ်ကသောတာဆိုတာအရာသုံးနဲ့ပဲပြောရင်နာပေါ့အတန်ကြားတဲ့နာနေရကြည့်တစ်ခုလုံးပြောတာမဟုတ်ဘူးအဲကြတော့အတန်ကိုဖယ်ယူနိုင်တဲ့နားရဲ့မှာရှိတဲ့စိတ်ခွာတဏ္ဍအတာတော့အဲ့ဒါကိုကြည့်သောတာပတ္တာလို့ပြောတယ်သောတာပတ္တာဆိုတာအတန်ကိုဖယ်ယူနိုင်တဲ့နေရာဥပပါတဲ့တူလို့ဆိုရင်ဒီတယ်လီဗီရှင်းလွှင့်တဲ့အခါမှာလွှင့်တဲ့စက်ကလွှင့်လို့ရှိရင်ဒီအနေအန္တနာဆိုတာနဲ့ဖတ်နေပဲနော်အန္တနာလေးနဲ့ဖတ်လိုက်ရင်ရုပ်လည်းဖတ်မိတယ်အတန်လည်းဖတ်မိတယ်အဲ့ဒါလိုပဲနားကလည်းပဲအတန်ကိုဖတ်မိတယ်အဲ့ဒီဖတ်မိတဲ့နေရာနေရကြည့်တခုလုံးပြောရမှာဘူးအဲ့တော့ကိုယ်တဏ္ဍမရှိတယ်သောတာပတ္တာလို့စာပေသုံးမှာတော့နာအကြည့်လို့ဘာသာပြကြတယ်အကြည့်ဆိုတဲ့အဓိပ္ပာယ်ကမျက်စိအကြည့်ကြတော့အဓိပ္ပာယ်ရှင်းတယ်နာအကြည့်ကြတော့နာဘယ်လိုလုပ်အကြည့်ဖြစ်မလဲဆိုလိုတဲ့အဓိပ္ပာယ်ကအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့စစ်စတဲ့ဣယာလို့ပြန်အတန်ကိုကြားနိုင်တဲ့နေရာအဲ့ဒါကိုပြောတယ်နော်ပတ္တာဆိုတာအကြည့်လို့ဘာသာပြမဲ့အစားနော်အာယုံကိုဖန်ယူနိုင်တဲ့နေရာလို့အဲ့လိုပြန်တော့ပိုရှင်းတယ်ဘာလို့လဲဆိုရင်မျက်စိကတော့အကြည့်ဆိုတာမျက်လုံးလေးအကြည့်နေတာဆိုပြောလို့ရတယ်နာကြည့်နှာခေါင်းအကြည့်လက်ရအကြည့်ကိုယ်ကာယအကြည့်ဆိုအဲ့ဒါတွေကျတော့ပြောရတာမရှင်းဘူးပေါ့နော်ဒါဘုပတ္တာဆိုတဲ့စကားလုံးကတော့အာယုန်လေးပေါ်လွင်ထင်ဟပ်တဲ့နေရာမျက်စိကတော့မှန်မြင်လို့ပဲ reflection ဖြစ်တဲ့နေရာ reflect ဖြစ်တဲ့နေရာကိုဆိုလို့အခုနားကြတော့အတန်ကြားတဲ့နေရာအဲ့လိုပဲမှတ်တယ်ပေါ့နော်စစ်တဲ့ဣယာကိုယ်မှနားရှိနေတာပဲနားရှိုံနဲ့ကြားပလားမြတ်စွာဘုရားကကြားတယ်ဆိုတဲ့အမှာကဘယ်နှခုရှိသလဲဆိုတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဒါဝိပဿနာကမ္မထာမယ်နော်ဝိပဿနာကမ္မထာဆိုတာကိုယ်ရှိတာကိုသိအောင်လုပ်ရတယ်ကိုယ်သိနေတာတလွဲ့သိနေနော်ဒီသုဒ္ဓမှာ
နေတမမနေတော့ဟာမတဝီနပိတော့အတ္တလို့ရှုခိုင်းတာမပါဘူးအခြေခံကအဲ့ဒီကစားပါဖြစ်တယ်နာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးတတဝလည်းမဟုတ်ဘူးငါဖြစ်တာလည်းမဟုတ်ဘူးသဘာဝတရားဖြစ်တာများတော့ဝိပဿနာအထုရင်တော့သို့ဒီသုဒ္ဓကြတော့တပ္ပတ္တကြကစာဟောတာကြဆိုဗျာအဲ့တော့ကိုယ်မရှိတဲ့နာလေးကိုနားလေအောင်တော့ပေါ့ကြည့်ပထမကသောတင်္စပဋိစ္ဆာတတ္တိစ္ဆာဥပ္ပစ္စတိသောတာဝိဉ္ဇဏံဆိုလိုတဲ့အိဗေကနာရဲ့ပြမကဖြစ်ပေါ်လာတဲ့အတန်ရဲ့အဲ့ဒီနှစ်ခုကိုဆွဲပြုတ်ပြီးတော့ဇာတိစိတ်ဆိုတဲ့သောတာဝိဉ္ဇဉ်စိတ်ဖြစ်တယ်လို့ပြောတယ်။ဒါလေးကရှင်းရှင်းလေးပဲပြောတာရှင်းရှင်းလေးပဲပြောတာအဲ့တော့ကိုနာလေရပါကကြာပြီးတော့တည်တဲ့စိတ်ဟာဘယ်မှာရှိနေလဲဘယ်မှာမှမရှိဘူးနော်ဘယ်နေရာမှရှိတာမဟုတ်ဘူးနာရဲ့အတန်ရဲ့ဒီနှစ်ခုစုံလိုက်တဲ့အခါကျတော့ဇာတိစိတ်တွေပေါ်လာတာဥပမာပဲစောင်းနဲ့စောင်းညူနဲ့လက်နဲ့ဒီခိုက်လိုက်တဲ့အခါမှာစောင်းမှထွက်ပေါ်လာဒါပေမဲ့ပဋိခေကစောင်းတယ်ကဘယ်မှာနေတော့ဆိုဘယ်မှာမရှိဘူးနော်စောင်းညူတဲ့မှာလည်းမရှိဘူးစောင်းအိုးတဲ့မှာလည်းမရှိဘူးတီးတဲ့လက်တဲ့မှာလည်းမရှိဘူးတီးတန်ဆိုတာလည်းအတူတူပဲစီမျက်နှာပြေရှိတယ်စီမျက်နှာပြေကိုလက်နဲ့ပုတ်လိုက်မယ်သို့မဟုတ်တုံးနဲ့ရိုက်ခတ်လိုက်မယ်ဆိုရင်စီမျက်နှာပြေရဲ့ရိုက်ခတ်တဲ့တုံးရဲ့ဒီနှစ်ခုကိုကြောက်ပြူပါအတန်ဆိုတာဖြစ်လာတာအဲ့ဒီအတန်ကစီထဲမှာရှိနေလားမရှိဘူးစီတီးတဲ့လက်တို့တုံးထဲမှာရှိလားဆိုမရှိဘူးဘယ်အရောက်လာတာလဲအကြောင်းကြောင့်ဖြစ်လာအဲ့ဒီတိုင်းပဲကြားတဲ့ဇာတိစိတ်ဆိုတာဘယ်နေရာမှရှိနေတာလဲဘယ်နေရာမှမရှိဘူးအကြောင်းကြောင့်ဖြစ်လာတယ်အဲ့ဒါကိုသဘောပေါက်အောင်ကြည့်ဖို့လိုတယ်ဝိပဿနာဆိုတာနော်ဝိပဿနာဆိုတာအာယုန်တစ်ခုတည်းပေါ်မှာစိတ်ငြိမ်နေအောင်လုပ်တဲ့သမထမဟုတ်ဘူးသမထနဲ့မတူဘူးဝိပဿနာကတတိနဲ့ပညာနဲ့သွားတာသမာဓိနဲ့သွားတာမဟုတ်ဘူးကိုယ်ကိုစဉ်းစားကြည့်နာရှိယုံနဲ့ကြားလာမကြားဘူးကိုခုစကားပြောတဲ့ရလိုက်ရင်ကြားသေးလားမကြားဘူးနော်အတန်ပေါ်လာမှကြားတယ်ဆိုဖြစ်တယ်လူတိုင်းမှာနာရှိနေတယ်နော်အတန်နဲ့နာနဲ့ဆုံးလိုက်မှကြားသိဆိုတဲ့စိတ်တွေပေါ်လာတယ်ဒီအတန်ကိုအာရုံပြုတဲ့စိတ်ကလည်းနော်ဒီနှစ်ခုစုံမှပေါ်တာအဲ့တော့အကြောင်းကိုအမိပြုပြီးတော့ဖြစ်တာသူကသူရှိနေတာမဟုတ်ဘူးအရှိတရားမဟုတ်ဘူးအဖြစ်တရားအဲ့ဒါကိုပြောတာပဋိစ္စသမုပ္ပါဒနာဆိုတာနော်အကြောင်းကိုဆွဲပြီးမှဖြစ်လာတာပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတရားပဋိစ္စသမုပ္ပါဒနာဆိုတာအကျိုးတရားအဲ့ဒီဟာအကြောင်းတစ်ခုကိုဆွဲပြုမှဖြစ်နိုင်တာတော့ဆိုမဖြစ်ဘူးအတန်ရက်လိုက်လို့ရှိရင်ဘယ်သူမှကြားတော့မရှိဘူးလူတိုင်းကနာရှိနေတယ်နာရှိတယ်ကြားလာတယ်ကြားသိစိတ်ဖြစ်လာဆိုဖြစ်ဘူးအတန်နဲ့နာနဲ့ဆုံးသွားပြီဆိုမှကြားသိစိတ်ဖြစ်တာအဲ့တော့ဒီစိတ်ကလေးဖြစ်ပေါ်လာဖို့ရအကြောင်းတစ်ခုရှိတယ်အကြောင်းတစ်ခုကဘာတော့နာရဲ့ကောင်းခြင်းနာပိနေလည်းမကြရဘူးနာပိနေလည်းမကြရဘူးနာကန်နေလည်းမကြရဘူးအတန်မရှိရင်လည်းမကြရဘူးတက္ကတလာကိုတယောက်တည်းနေတဲ့ကတိတ်စိတ်နဲ့ဘာသာမကြောက်ဘူးဟုတ်လားနာတော့ရှိတာပဲဒါပေမဲ့အတန်မရှိဘူးအတန်မရှိတော့မကြောက်အဲ့တော့ဒီနှစ်ခုစုံမှဖြစ်တယ်ဆိုတာလေးကိုသဘောပေါက်ဖို့လိုတယ်နော်ဒါဖြင့်အဲ့ဒီစိတ်ကလေးကဘယ်ကထွက်လာတာတော့ဆိုရင်နာကိုအမိပြုပြီးတော့ဖြစ်လာလို့သူ့ကိုသောတာဝိညာဉ်စိတ်လို့ခေါ်တယ်သောတာမှဖြစ်ပွားလာတဲ့စိတ်
နာကိုအမိပြုပြီးတော့ဖြစ်လာတဲ့စိတ်ကိုသောတာဝိညာဉ်စိတ်လို့ခေါ်တယ်သူကနှလုံးသားကလာတာမဟုတ်ဘူးနာကလာတာနှလုံးသားတော့ရှိတယ်နာပိနေမကြရဘူးလေနော်နာကနေမကြရဘူးနှလုံးတော့ရှိတယ်အဲ့တော့အခုကိုရှိကမှနှစ်ခုနော်နှစ်ခုနောက်တစ်ခုတိုးလာတဲ့အခါကျတော့သကုဉ္ဇမြတ်စွာဘုရားကတွားရဝိပဿနာနှစုံမှုဝိပဿနာရှုတာသောတင်္စာပဋိစ္ဆာတတ္တိစ္ဆာဥပ္ပစ္စတိသောတာဝိညာဏနာရဲ့အချင်းနေကောင်းတဲ့နော်မဲ့ဖြစ်နေတဲ့နာရဲ့ကြားနိုင်တဲ့အနေထားရှိတဲ့နာရဲ့ဖြစ်ပေါ်လာတဲ့အတန်ရဲ့အဲ့ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့ဇာတိစိတ်ဆိုတာလေးတွေဖြစ်လာတဲ့ဒါဖြစ်လာပုံလေးပြောတာတရားဘယ်နှခုတော့ဆိုရင်သုံးခုဖြစ်တာနော်နာကတစ်ခုအတန်ကတစ်ခုနာကိုယုတ်တရားလို့ခေါ်တယ်အတန်ကိုလည်းယုတ်တရားလို့ခေါ်တယ်ဒီယုတ်နှစ်ခုပေါင်းစုံလိုက်တဲ့အခါဖြစ်ပေါ်လာတဲ့ဇာတိစိတ်ကြတော့နံတရားလို့ခေါ်တယ်ကဲအဲ့တော့ယုတ်ဖြစ်တာနဲ့နံဖြစ်တာဒါပဲရှိတယ်နော်ဒီနှစ်ခုဆုံးလိုက်တဲ့အခါမှာဇာတိစိတ်ဆိုတဲ့သောတာဝိညာဉ်စိတ်တွေကဖြစ်လာတယ်ဒါကသိရမယ့်ဟာကိုမြတ်စွာဘုရားကပြောလိုက်တာအဲ့တော့စဉ္ညင်သုံးတရားမှာပါတော့သောတံအနိစ္စံအခုပြောတဲ့နာဆိုတာထာဝရလားခဏလားကြည့်လိုက်ဘယ်သူနာမှထာဝရမရှိဘူးနော်ထာဝရမရှိဘူးဆိုတာအသက်ပိုင်းခြားနဲ့ပြောလို့လည်းရတယ်အခိုက်အတန့်နဲ့လည်းပြောလို့ရတယ်ဘယ်သူနာမှထာဝရမဟုတ်ဘူးအခုဖြစ်အခုပြတ်သွားတဲ့ဟာကျိုးပဲဖြစ်တယ်ထပ်ဖြစ်နေလို့မသိတာဆိုပါစို့မြည်ရည်တွေကစီးနေတော့မနေ့ကလည်းဒီရည်ပဲဒီနေ့လည်းဒီရည်ပဲလို့စိတ်ထဲကထင်နေတာမဟုတ်ဘူးအရင်ရည်တွေကပြီးသွားပြီဒါနောက်ရည်အလားတူဖြစ်လို့သိပ္ပံဆရာတွေကတော့ပြောတယ်လူခန္ဓာကိုယ်မှာရှိတဲ့ဆဲလေးတွေဟာနော်25စက္ကန့်လောက်ဆိုရင်ပြတ်သွားနောက်တာအသစ်ပြန်ဖြစ်တယ်ပြတ်ပြီးတော့နောက်တာတစ်ခုအသစ်ပြန်ဖြစ်လာတယ်အခုနာဆိုတာလေရုပ်ပေါင်းနဲ့ဖွဲ့စည်းထားတဲ့အရာဖြစ်တယ်သူကိုအဘိဓမ္မာသဘောအရပြောမယ်ဆိုရင်ကြားနိုင်တဲ့အနေထားလေးကသောတာပတ္တရာယုတ်လို့ခေါ်တယ်အဲ့ဒီသောတာပတ္တရာယုတ်ကလေးဟာသူတစ်ခုတည်းနေတာလားသူတစ်ခုတည်းယတ္တိလို့မရဘူးဘယ်သူတွေနဲ့တွေ့နေလို့ဆိုရင်သူကပထဝီအဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါကိုမှီပြီးတော့ဖြစ်နေတာအဲ့ဒီပေါ်မှာသူယတ္တိရတယ်ပြီးတော့သူနဲ့အတူတူဘယ်သူတွေရှိသေးလဲလို့ဆိုရင်နော်ဓာတ်ကြီးလေးပါဖြစ်တယ်တို့ဓာတ်ကြီးလေးပါပေါ်မှာခွဲလို့မရအောင်တွဲနေတာကအစင်ယုတ်အနံ့ယုတ်အယတာယုတ်နဲ့ဩဇာယုတ်မဟာဘုတ်က၄ပါးမဟာဘုတ်၄ပါးကိုမိပြီးတော့ဖြစ်တဲ့ဥပါဒယုတ်က၄ပါးအဲ့ဒီယုတ်ရှိခုအယုတ်တိုင်းမှာပဲရှိတယ်နော်အဲ့ဒီယုတ်ရှိခုအပေါ်မှာသောတာပတ္တရာဖြစ်တာအဲ့ဒါတွေနဲ့တွဲပြီးတော့ဖြစ်နေတာခွဲလို့မရဘူးတွဲဖြစ်တာအဲ့ဒီပေါ်မှာပါထပါသေးလို့ဆိုစီဝိတာဆိုတဲ့အသက်ယုတ်ပါရှိခုရဲ့သောတာပတ္တရာရဲ့စီဝိတာရဲ့ပေါင်းလိုက်ရင်10ခုစုရုပ်ပေါင်း10ခုအဲ့ဒီမှာရှိတယ်အဲ့ရုပ်ပေါင်း10ခုတည်းကကြားရဲဆိုတဲ့အသိစိတ်ဖြစ်တာကသောတာပတ္တရာယုတ်ကိုမိပြီးတော့ဖြစ်တာသောတာပတ္တရာယုတ်ဒီတစ်ခုပဲမိလို့ရတယ်ဒါပေမဲ့သောတာပတ္တရာယုတ်ဒီဟာသူယတ္တိနိုင်လားဆိုမယတ္တိနိုင်ဘူးစဉ်းစားကြည့်လို့မယတ္တိနိုင်ဘူးဆိုတာခုဘုန်းကြီးတို့တွေထိုင်နေကြတယ်ကြမ်းမောထိုင်တာနော်ကြမ်းမရှိရင်ဒီလိုထိုင်လို့ရမလားမရ
ဒါဖြင့်ဒီကြံကြီးကရောအောက်ကပြေးကြီးမရှိရင်ထိုင်လို့ရမရလေတယ်ဘယ်သူမှထိုင်မရဘူးနော်အစင်းစင်းရှိနေလို့ထိုင်လို့ရအဲ့တိုင်းပဲသောတာပတ္တရယုတ်လေးကလည်းပဲမဟာဘုတ်၄ပါးလို့ခေါ်တဲ့ဓာတ်ကြီး၄ပါးဓာတ်ကြီး၄ပါးရဲ့အစင်အနံအတန်အစင်အနံအရသာဩဇာဆိုတဲ့ရုပ်ရှိခုရဲ့စီဝိတာလို့ဆိုတဲ့အသက်ဆိုတဲ့ရုပ်ရဲ့ရုပ်သက်ရဲ့သောတာပတ္တရရဲ့ပေါက်လိုက်တဲ့အခါကျတော့ရုပ်ဆဲခုအပေါင်းသောတာတတကကလတ်လို့ခေါ်တယ်ရုပ်ဆဲခုအပေါင်းအဲ့ဒီရုပ်ဆဲခုအပေါင်းထဲမှာအခုပြောနေတာကသောတာပတ္တရရုပ်လေးတစ်ခုကိုပဲပြောတာအဲ့ဒါနာကြတိုက်တာအဲ့ဒီပတ္တရရုပ်လေးပြတ်သွားရင်ကြတ္တတွေရှိနေပြီလို့မကြတော့နော်မျက်စိမှာဆိုရင်အကြည့်ရုပ်လေးပြတ်သွားရင်မမြင်ရတော့အဲ့တော့သောတန်စာနာကိုအမိပြုတယ်လို့ပြောလိုက်ရင်နာဆိုတာဒီအတန်အာယုတ်တွေကိုဖယ်ယူနိုင်တဲ့ယုတ်တရားအဲ့ဒီယုတ်တရားကဘယ်ဟာရတာတော့ဆိုအတိတ်ကံကြောင့်ရအတိတ်ကံကြောင့်ဖြစ်လို့သူ့ကိုကမ္မဇယုတ်လို့ခေါ်တယ်ကံကြောင့်ဖြစ်တာအဲ့ဒါကြောင့်မလို့ artificial လုပ်လို့မရဘူးနော် AI နည်းပညာနဲ့ဒီကြောက်လို့မရဘူးအတုအယောင်ကတော့ဖြစ်နိုင်တယ်ကြားသလိုလို့တော့ရှိတယ်ဒီလိုလူကြားသလိုကြားတာတော့မဟုတ်ဘူးနော်အဲ့တော့ဒါကကံကြောင့်ဖြစ်တဲ့ယုတ်ကပ္ပဇယုတ်လို့ခေါ်တယ်တတ္တဆိုတဲ့နောက်ကအဲ့ဒီနာနဲ့လာဆက်သွယ်လာတဲ့တတ္တယုတ်အတန်ဆိုတာရောဘသူတွေနဲ့အတူဖြစ်တော့ဆိုလို့ရှိရင်တတ္တယုတ်ကလည်းတွဲပြီးတော့ဖြစ်တာသူတစ်ခုတည်းမဟုတ်ဘူးနော်ဘသူတွေနဲ့တွဲတော့မဟာဘုတ်၄ပါးရဲ့အစင်ရဲ့အနံရဲ့အယတာရဲ့ဩဇာရဲ့ဆိုတဲ့ခွဲလို့မရတဲ့အခြေကရုပ်ရှိပါအဲ့ဒီရုပ်ရှိပါကိုမိပြီးတော့တတ္တဆိုတဲ့နာနဲ့သာသိနိုင်တဲ့ရုပ်တစ်မျိုးအတန်ဆိုတာနာနဲ့မှသိရတာမျက်စိနဲ့မြင်လို့မရဘူးနှာခေါင်းနဲ့နှမ်းကြည့်လို့လည်းမရဘူးနော်သူ့အယုတ်နဲ့ပဲသူသိတယ်အတန်ဆိုတဲ့ရုပ်ကိုနာတစ်ခုကပဲသိနိုင်တယ်မျက်စိကအတန်ကိုသိလို့မရဘူးနှာခေါင်းနဲ့အနံ့ခံလို့မရဘူးရှားနဲ့အရသာခံလို့မရဘူးခန္ဓာကိုယ်နဲ့စသတ်ကြည့်လို့မရဘူးနော်နာမကလွဲပြီးတခြားတွေမသိနိုင်ဒါကြောင့်မို့အတန်ကိုသောတာဝိညာဉ်ရလို့ခေါ်တယ်သောတာနဲ့မှသိနိုင်တဲ့ယုတ်တရားကိုယ်ကသဘောပေါက်နိုင်တဲ့ဟာတွေပဲနော်အတန်ဆိုတာနာနဲ့မှသိလို့ရတယ်အဲ့ဒီအတန်ကအကြောင်းတရားကဘာတွေတော့ဆိုရင်စိတ်ကြောင့်ဖြစ်တယ်ဥဒုကြောင့်ဖြစ်တယ်ကံကြောင့်ဖြစ်တာမဟုတ်ဘူးအတန်ကနော်ကံကြောင့်ဖြစ်တာကတော့အတန်ဖြစ်တဲ့နေရာတွေကကံကြောင့်ဖြစ်တာရှိတယ်တချို့ကြတော့အတန်ကောင်းနေအတန်ဩဇာကောင်းနေကပ္ပဇယုတ်တွေကောင်းလို့ရှိရင်ပထဝီကောင်းလို့ပထဝီဓာတ်နှစ်ခုရိုက်ခတ်လို့အတန်ဆိုတာပေါ်တာခုခေတ်ကတော့ပိုကဲကောင်းလို့ခေါ်တယ်အတန်အိုးပေါ့အတန်အိုးစာပေလို့ပြောမယ်ဆိုလို့ရှိရင်ကံကြောင့်ဖြစ်တဲ့ပထဝီဓာတ်ရဲ့စိတ်ကြောင့်ဖြစ်တဲ့ပထဝီဓာတ်ရဲ့အဲ့ဒီပထဝီဓာတ်နှစ်ခုရိုက်ခတ်လို့အတန်ပေါ်တယ်လို့ပြောတာနော်အတန်ဖြစ်တာအဲ့ဒါကြောင့်ဖြစ်တာကံကြောင့်ဖြစ်တယ်ဆိုတာကခုနကအတန်ဖြစ်တဲ့နေရာတော့ကံကြောင့်ဖြစ်တာအတန်ကတော့ကံကြောင့်ဖြစ်တာမဟုတ်ဘူးကောင်းရင်မကောင်းရင်ကြတော့အတန်ဖြစ်တဲ့နေရာနဲ့ဆိုင်တယ်ဒါကိုသဘောပေါက်ဖို့လိုတယ်နော်တချို့ကြတော့အတန်ကောင်းတယ်တချို့အတန်မကောင်းဘာဖြစ်လို့လဲကံကထုတ်လုပ်လိုက်တဲ့ကပ္ပဇပထဝီစိတ်ကြောင့်ဖြစ်တဲ့ပထဝီညံ့နေလို့ရှိရင်အတန်မကောင်းအခုဘုန်းကြီးအတန်မဲ့ကြည့်နော်ကပ္ပဇပထဝီကလည်းညံ့တယ်
စိတ်ကြောင့်ဖြစ်တဲ့အတန်ကလည်းညံ့တယ်တော့အတန်ကောင်ထွက်တော့နော်ဒါကံနဲ့မဆိုင်ဘူးသူကစိတ်နဲ့ဆိုင်နေနောက်တစ်ခုကဥဒုနဲ့ဆိုင်နေအဲ့တော့အတန်ဖြစ်တဲ့အကြောင်းကနှစ်ခုရှိတယ်စိတ်ရဲ့ဥဒုရဲ့တောင်းမှုတတ်တော်တွေ့သမုဋ္ဌာတော်စိတ်ကြောင့်လည်းဖြစ်တယ်ဥဒုကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်ဖြစ်တာတွေကလူတွေစကားပြောတာတွေကစိတ်ကြောင့်ဖြစ်တာတရိစ္ဆာန်တွေအတန်ထုတ်တာစိတ်ကြောင့်ထွက်တာစင်ကောင်ကြီးကဘလောက်ကြီးကြီးအတန်ကြတော့သူကသေးသေးလေးနော်ပရိသန်လို့စုနေတာတချို့ကတော့အတန်သေးပြီမလို့အကောင်သေးပြီမလို့တချို့ငှက်တွေကြတော့အတန်ကြီးအကြီးကြီးနော်မတူတာအကောင်သေးတာကြီးတာလည်းမတူဘူးအတန်အိုးနဲ့အဆိုင်နဲ့ပေါ့အဲ့တော့စိတ်ကြောင့်ဖြစ်တယ်နောက်တစ်ခုကဥဒုကြောင့်ဖြစ်တယ်ဥဒုကြောင့်ဖြစ်တယ်ဆိုတဲ့အတန်ကလေတိုက်တဲ့အခါမှာသစ်ပင်တွေလုံးတယ်အတန်တွေကြားရတယ်မိုးချိန်တယ်အတန်တွေကြားရတယ်နော်အဲ့ဒါတွေကဥဒုကြောင့်ဖြစ်တာတခါတည်းကိုယ်ပိုက်တွေကလည်းပဲကူနဲ့အော်ရရှိတယ်ဥဒုကြောင့်ဖြစ်တာအဲ့တော့အတန်ဆိုတာစိတ်ကြောင့်ဖြစ်တာရှိတယ်ဥဒုကြောင့်ဖြစ်တာရှိတယ်ကံကြောင့်ဖြစ်တာမဟုတ်ဘူးနော်သို့တော့ကံနဲ့ကဲလာလို့ဆိုမကဲဘူးဒါမို့အတန်ကောင်းခြင်းလို့ရှိရင်ခေါင်းလောင်းတို့လှူပြီးတော့ဆူတောင်းရင်တန်ကောင်းတယ်လို့ပြောတယ်နော်ဆူမတောင်းတော့ဒါရတတ်တယ်ဟိုကောသကတထေတာဝတ္ထုကိုကြည့်မယ်ဆိုရင်သူရှေးဘဝတော့ကသူကကောတုဟလိကလို့ခေါ်တဲ့လူတစ်ယောက်ကိုယ်ပိယောဂလို့ပဲကုသယောဂတစ်မျိုးအဲ့ဒီကုသယောဂတစ်မျိုးကိုအဟိဝတ္တရောဂလို့ခေါ်တယ်ရှေးတော့ကလည်းရှိတယ်နော်ကုသယောဂတစ်မျိုးအဟိဝတ္တရောဂအိမ်ကထွက်ပြေးပါတယောဂနှုတ်မဆွေကုသခံရတယ်နော်ကုသခံရတယ်ကိုယ်ပိတောင်းလို့ပဲကူတာလည်းမြန်ကူတယ်သိတယ်အဲ့တော့အဟိဝတ္တရောဂဖြစ်တော့ကသူတို့ဇနီးမောင်နှံနှစ်ယောက်ထွက်ပြေးလာခဲ့ကြတယ်တခြားရက်သွားပြီးတော့လှုပ်ကြတယ်လှုပ်တဲ့ကလမ်းမှာရိတ်ခါတွေပြတ်အစာတွေကငတ်လာပဲရောက်သွားတော့ဆိုနွားကြောင်သားရွာရောက်သွားတယ်အဲ့မှာနွားကြောင်သားကခွေးတကောင်ပွေထားတာရှိတယ်ခွေးမကြီးတကောင်ပွေထားတယ်အဲ့ဒီနွားကြောင့်သားကပစ္စည်းကဗုဒ္ဓကိုလည်းဆွတ်ကတ်တဲ့နေတိုင်းဒုက္ခနာဒုနဲ့ချက်တဲ့ဒုတမင်းကိုမြဲတမ်းကတ်တာသူတို့အဲ့ဒီစာပြတ်ပြီးတော့ရောက်လာတဲ့သူတို့ဇနီးမောင်နှံကိုလည်းပဲအဲ့ဒီနွားတို့တမင်းကိုပေးတာငတ်လာတဲ့အခါကျတော့အတိုင်းစားမရှိသူကစားတော့သေရောစားမကြည့်ပဲနဲ့နော်ဘယ်အပဲဖြစ်ဖြစ်ဥပဖြစ်လို့မရအောင်အစာမကြည့်တဲ့ယောဂနဲ့သူသိသွားတယ်မသိခင်ခွေးမကြီးကိုသူကအားကြတယ်ကြည်စံဒီခွေးမကြီးကဝဝလဲလဲနေတိုင်းနိုးနဲ့ချက်တဲ့တမင်ငယ်တွေစားနေရတယ်ဆိုပြီးတော့အဲ့ခွေးမကြီးကိုစိတ်ထဲမှာကန့်ကောင်းလိုက်တာလို့တွေးတယ်သူသိသွားတော့အဲ့ဒီခွေးမကြီးဝင်လည်းရောက်သွားနီးဆိုင်ရင်ဖြစ်တတ်တယ်စိတ်ညွတ်သွားရင်ဖြစ်တတ်တယ်အဲ့ရောက်လာတော့မကြခင်ခွေးလေးပွေးလာနော်အဲ့ဒီသူကသိသွားတယ်သူ့မျိုးသမီးပဲကြိုက်တယ်အဲ့ခွေးလေးဖြစ်တဲ့အခါကျတော့ပိစိကဗုဒ္ဓကလည်းနေ့တိုင်းဆုံးစားကြွတယ်ကြွရင်အဲ့ဒီခွေးလေးအောက်ကနေဝှက်ပြီးတော့မျောနေပိစိကဗုဒ္ဓကစွန့်ပုံပေးရင်နိုးနဲ့ချက်တာတဲ့ထမင်းငယ်လေးကိုသူ့ချကြွေးတာချကြွေးတော့ခွေးလေးကပိစိကဗုဒ္ဓပေါ်မှာတန်ရောစင်ဖြစ်နေနော်တန်ရောစင်ဖြစ်နေအဲ့ဒါနဲ့ပတ်သက်ပြီးပြောလို့ရှိကြတယ်ခွေးပဲဖြစ်ဖြစ်ကြောက်ပဲဖြစ်ဖြစ်ကိုစားနေတဲ့နေရာမှာမျောနေလို့ရှိရင်ကြွေးရတယ်မကြွေးလို့ရှိရင်ရကြိုးဖွဲရတယ်သူကြီးပဲစားတာကတော့မပေးဘူးလို့တွေ့ဒါတော့ဖြစ်နိုင်နော်သူကြီးပဲစားတယ်ငါတော့မကြွေးဘူးဆိုပြီးတော့အဲ့ဒါကြောင့်မို့ပစ္စည်းကဗုဒ္ဓလည်းထမင်းကလေးချကြွေးတော့
ခွေးလေးကတန်အောင်ခြင်းဖြစ်နေပစ္စည်းကဘုရားသွားရင်လိုက်ပို့တယ်သွားကြိုတယ်အဲ့ဒီလို့အဲ့ဒီခွေးလေးကလိမ်မာတော့တော့ကြောင့်သားအဲ့ဒီခွေးလေးကိုပို့ချစ်တယ်သူမအားရင်ပစ္စည်းကဘုရားကိုရှောက်ထားတယ်ဒီခွေးလေးလွတ်လိုက်ပါပဲဗျာအရှင်ဗျာတပီတော့မအားတဲ့အခါမှာခွေးလေးလာလို့ရှိရင်အရှင်ဗျာကြွားခဲ့ပါတော့တယ်တော့ပင်အဲ့ဒီခွေးကဘလောက်လိမ်မာတော့ဆိုရင်ပစ္စည်းကဘုရားသွားတဲ့လမ်းမှာမွေတွေပါတွေရှိပါဆိုတော့ချုံပုတ်တွေပါတွေကိုလိုဟောင်းခွေးတံပေးသွားတာဟောင်းနဲ့ကိုလိုနော်ပစ္စည်းကဘုရားသွားမဲ့လမ်းမှာနောက်ဆက်တိမရှိအောင်ဟောင်းပြီးတော့သူကရှေ့သွားတယ်ပစ္စည်းကဘုရားကိုကာကွယ်တဲ့အနေနဲ့အဲ့လိုဟောင်းပြီးအဲ့လိုနေရင်ကနေပြီးတော့ခွေးဆိုတာအသက်မှသိရှိတယ်မှာမဟုတ်တာအဲ့ခွေးလေးကဟောင်းရင်နဲ့နောက်ဆုံးမှာခွေးလေးကသိသွားတဲ့အခါကျတော့တဝရိသတက်ပြပါနတ်သားသွားဖြစ်တယ်အဲ့နတ်သားဖြစ်တဲ့အခါကျတော့သူတိုးရိုလေးပြောတာကတယုဇနာလောက်ကကြားတယ်နော်ပိစိကဗုဒ္ဓဘဝတော့ငါဟောင်းပြီးတော့ကုသိုလ်လုပ်ခဲ့လို့အတန်ကောင်းသွားတာတခြားနတ်တွေပြောတဲ့အတန်နဲ့မတူသူပြောလိုက်ရင်နတ်ပြည်တစ်ပြည်လုံးဟိမ့်ထွက်သွားတာဒါဟုတ်နိုင်တယ်နော်ကုသိုလ်ပဲအဲ့တော့အတန်ကတော့ကပ္ပစမဟုတ်ဘူးသို့တော့အတန်နဲ့ဆိုင်ရာရုပ်တရားကံကြောင့်ဖြစ်တာနော်အတန်ထွက်တာကြတော့စိတ်ကြောင့်ပဲဖြစ်တယ်ဥရုကြောင့်ပဲဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီနတ်သားကိုခောသကနတ်သားလို့ခေါ်တယ်အတန်ကောင်းကြီးခေါင်းလောင်းတို့စီတို့လှူပြီးတော့အတန်ကောင်းပြရစေလို့ဆုတောင်းအတန်နဲ့ပတ်သက်တာလှူပြီးတော့ဆုတောင်းတချို့ကနော်အဲ့တော့စုပတောင်းလည်းပဲအဲ့ဒီခွေးလေးဟောင်းတတ်တဲ့ပဲအတန်ကောင်းတာရသွားတယ်သူပြောလိုက်တဲ့အတန်ဒါဟိနေငယ်တော့ငါစကိုင်းတောင်ပါဆရာတော်ကြီးတပါတွေ့ဘူးတယ်အဲ့ဆရာတော်ကြီးကြောက်ဖို့အဲ့စကားပြောရင်ဟို3-4ကြောက်ကကြားတယ်အကျယ်ကြီးပဲဘယ်တော့မှတူတူပဲပြောနော်တူတူပြောလို့ကိုမရဘူးတဲ့တူတယ်အတန်ကြီးကတားမြည်တယ်တိလာပေးတယ်လေဝိရကြတယ်မိုက်ပါလို့မဟုတ်ဘူးမိုက်ပါတာမဟုတ်ဘူးမိုက်မပါဘဲနဲ့ကိုတန်ကြီးကျဲနေတယ်နော်အတန်နဲ့ပတ်သက်တာအဲ့ဒါမျိုးအဲ့တော့ဟုတ်ပြီနားတဲ့ကြားတဲ့အတန်ဒီစိတ်ကြောင့်ဖြစ်တဲ့အတန်ရဲ့ဥဒုကြောင့်ဖြစ်တဲ့အတန်ရဲ့ကံရှိလာလို့ရှိရင်ကျေလောင်ကသူပြတဲ့ပူကျဲနိုင်တယ်အတန်ကောင်းတာကြည်လင်ပြတ်တာအတန်ချိုးတာအတန်အေးပြတာမြတ်စွာဘုရားကျတော့အတန်10မျိုးရမြတ်စွာဘုရားရဲ့အတန်ကောင်းက10မျိုးပါတော့ပြတ်တာတဲ့ကြည်လင်နဲ့ချိုးတယ်နော်နှလုံးနဲ့စိတ်နဲ့နားတဲ့ဝိအဲ့ဒီပေါ့အတန်10မျိုးဆိုတာရှိတယ်ဝိတ္တတာပိစုဝိကြယဘုရားအတန်လေးတွေ့လိုက်လူတဲ့နားလေသဝတိယကြားလို့မဝဘူးတချို့တန်ကြတော့ကြည်အော်နေသလိုပဲမကြကြဘူးနော်သူတန်ကြီးဆိုးတယ်နားထောင်လို့မကောင်းဘူးဆိုတာရှိတယ်နားထောင်လို့ကောင်းတဲ့အတန်ကြတော့သဝတိယနားလို့ကောင်းတယ်ရှင်နဲ့ကိုအေးနေတာပဲဒီတန်လေးကြတော့အတန်ရဲ့အင်္ဂါရတရားရှိသေးတယ်အဲ့ဒီလိုသို့တော့အတန်ဆိုတာကံနဲ့မဆိုင်ဘူးလို့ပြောတာဟာဖြစ်ပေါ်လာတဲ့အတန်ကိုပြောတာသို့တော့အတန်ဆိုတာအတန်အိုးကဖြစ်လာတာဖြစ်တယ်နော်ပထဝီဓာတ်နဲ့ကမ္မဇပထဝီနဲ့စေတဇပထဝီနှစ်ခုပေါင်းစပ်လို့အတန်ဖြစ်လာတာဖြစ်တော့ကြောင့်ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ပထဝီကမ္မဇပထဝီဟာသူများတဲ့ပိုကောင်းနော်သူများတဲ့ပိုကောင်းအတန်ပိုကောင်းအဲ့လိုဆိုလို့တယ်သို့တော့ပစ္စုပန်တန်ပေါ်လာတာကြတော့စိတ်ကြောင့်ဥဒုကြောင့်ဒီနှစ်ခုကြောင့်ဖြစ်တာအဲ့ဒီနှစ်ခုကြောင့်ဖြစ်တာအာဟာရကြောင့်ဖြစ်တာမရှိဘူးလားလို့ဆိုငယ်ငယ်တုန်းကတော့ဖြစ်တဲ့ထင်ကြတာစာပေထဲမှာတော့စိတ်နဲ့ဥဒုနှစ်ခုပဲပြောတာအာဟာရကြောင့်ဖြစ်လားမဖြစ်ဘူးလားမသိဘူးငယ်ငယ်တုန်းကတော့ဝိနည်းစာပြပွဲမှာစာပြကြတဲ့အခါမှာကုသိုလ်လုပ်တာ
Kapiani yitare. They know, Lueju, say you, Pedego. Namia yin, no, than she, oh, to be no. Yes, how yellowish in that out it, no jet. Dale, and now we be now, no. And then we say that, and then oh, be made. No. Sound Jivala, sound you deny, and then at the view, your interview. Didn't let me your labor, yours in the near that. Ain't the boy, no. Dajavu, a bit of other boy, Maya may say, and then the Satan Udu, Naku, city. Cansura or Adam Sidney Niyari, never the Biora. Dajan, who Nasura Jaro, Kanyap city. And then Jaro say Udu Job city. Eri Yonaku, bounce so like there, Kajarova. And then Jare says upon that Janya Lumam, no. Elilu Kamatan Shuya me, Yoku, Shadrida, Dida go, Yada Prejalo Core, Dia me, how Dida Veda. No, Yada Sura, Superpuya, Dia me, Deago, Prenya, Panchabido Dira. Oh, Tija di say Sura, Nale Kauma, Adanele Soma, Dinagu, Jabu be my Tija di say Sura, Pide, Surago, Dila, Yada Preja, God. Erago man, the Madana ne, Shubu, Yasavia Kulu Hore. Though then, Adisa, we breed not me, in your tabawi. Doda Padara, you had it. Pibim Pietare, Yada Pide. We breed not be. Pianwedare, Yada Pide. In your taba, we, the beautiful Piauda de Yada Pide. Soluraga, Nadi, and they sang. The Madara and the Shukana. Na mabiemu sura oshua. Todo eride shivai. Dedi widodi pipo jara pelu shura rose. Na di nida mama nga mopu. Nido hamadmi nga ye pimu mohopu. Nabido ada nga kurele mohopu. Oh, era jaro danamana dedi. Dedi widodi piao nga chika do shura. Tamedi Elumabaro, no. Elumabaro, Paviludi Doba Mahoros, we better not shoot near Yania, Eradi Divi Lapsetavi. Namohuza did, no. Na Namobu, Adangale Namobu, Nale Bobu. Toba what they had the Lapsede. Naga Kanya Lapsede, Adanga, Segudu Japsede, Divi Lapsede. Rajavulu, Namo Pusara or Tebe Pioro, yes, no. I know we better not shooting up Pioro. Or then, Anesa, we breed now be in it abawi. Noas, Nasure, Unia, Mammy Evu, Pione that day, the beautiful, she that day, to do it, that Anesa, we breed now be no in it abawi, no. And then so the yoga leve, Mamievu, Piaule that day, the beautiful Pidora day. So be do 80 dan doya, Salin say what Piadin sad. So do they bega. Na yo, and then yo, Dinakulo ha, no. Look, Dine yare mobu. Show the Pipiro Pietore, Lucia Lire, Yari that Pide. Pehama Kaimaram Shiu the Pure, no. Salasra, Luciare, Piatasrale, ye yainid. Luciare, ye yainid. Dinakuloha. Ye need a boho salute. Nagale, Pipi Pietarian, and Nagale, Pora be Piatare. Erin Nakuloa, Sala Piata.
လှုပ်ရှားရင်ရနေတဲ့အရာဖြစ်တယ်ဆိုပြီးတော့အနေဆာမမြဲတဲ့တရားပဲဝိပရိနာမိပြောင်းလဲတဲ့တရားပဲအညတာဘာဝီတမျိုးတစ်ပုံဖြစ်တဲ့တရားပဲလို့ဟောဝိပဿနာရှုဖို့အဲ့ဒီဟာလေးကိုဟောတာနော်နာနဲ့ပတ်သက်ပြီးတော့နောက်တော့ဆက်ပြီးတော့ကြည့်နာရဲ့အတန်ရဲ့ဒီနှစ်ခုမမြဲဘူးဆိုတာကိုကြည့်ပြီးတော့သူတို့နှစ်ခုကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ဇာတိစိတ်ကရောမြဲသလားအဲ့ဒီဇာတိစိတ်ကလည်းမမြဲဘူးဆိုတာကိုသောတာဝိညာဏအနေဆာဝိပရိနာမိညထာဘဝီဇာတိစိတ်ကလည်းပဲတဲ့မမြဲဘူးပြောင်းလဲတတ်တယ်တမျိုးတစ်ပုံဖြစ်တတ်တယ်ဆိုပြီးတော့မြတ်စွာဘုရားဘယ်လိုကြောင်းပြတော့ဆိုရင်နော်သောတာဝိညာဉ်စိတ်ဆိုတာသူကသူဖြစ်တာမဟုတ်သောတာပတ္တရာတော့မွေးကြတဲ့ပါလဲပြောကံကြောင့်ဖြစ်တာဟုတ်လားမွေးတဲ့ပါလာတယ်အတန်ဆိုတာတော့ပစ္စုပန်ဖြစ်လာတဲ့ဟာဒီသောတာဝိညာဉ်စိတ်ဆိုတာကြတော့ခုနကနာနဲ့အတန်ဒီနှစ်ခုပေါင်းစပ်လိုက်မှသူကပေါ်လာတာနော်ပေါ်လာတာအဲ့တော့မြတ်စွာဘုရားပါပြောတော့ဆိုယောပိဟေတုယောပိပစ္စယောသောတာဝိညာဏတဥပါဒာယဒီဇာတိစိတ်ဖြစ်ဖို့နာဆိုတဲ့အကြောင်းတရားအတန်ဆိုတဲ့အကြောင်းတရားနှစ်ခုဟာလည်းပဲတဲ့အနေစာမပြည့်ဘူးတဲ့နော်ဆိုလိုတာကနာကလည်းမပြည့်ဘူးအတန်ကလည်းမပြည့်ဘူးမမြဲတဲ့အရာနှစ်ခုကိုဆွဲပြုတ်ပြီးတော့သောတာဝိညာဉ်စိတ်ဆိုဖြစ်တယ်အဲ့တော့စိတ်နဲ့သုံးသပ်ဖို့ဘယ်လိုဟောတော့မမြဲတဲ့အကြောင်းတရားကိုဆွဲပြုတ်ပြီးမှဖြစ်လာတဲ့ဇာတိစိတ်ကဘယ်လိုလုပ်မြဲမလဲဒါကြိုးကြောင့်ဆင်ញင်တဲ့ဤကိုဟောတာနော်မျက်စိကလည်းမမြဲဘူးနားကလည်းမမြဲဘူးမမြဲဟိုမျက်စိနော်လေနားကလည်းမမြဲဘူးအတန်ကလည်းမမြဲဘူးမမြဲတဲ့နားနဲ့အတန်နှစ်ခုကိုကြောက်ပြုမှဖြစ်လာနိုင်တဲ့ဇာတိစိတ်ဆိုတဲ့သောတာဝိညာဉ်စိတ်ကဘယ်လိုလုပ်မြဲမလဲသိတတ်တဲ့အမိဖေးကအမိကလည်းသိတယ်အဖေကလည်းသိတယ်အဖိုးဘွားတွေလည်းသိတယ်သိတတ်တဲ့အမိဖေးကမွေးတဲ့သားသမီးကဘယ်လိုလုပ်မသိပဲနေမလဲဒါရှင်းရှင်းလေးစဉ်းစားတာနော်နားလည်းမမြဲဘူးအတန်ကလည်းမမြဲဘူးမမြဲတာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့သောတာဝိညာဉ်စိတ်ကဘယ်လိုလုပ်မြဲမလဲလူတွေကမြဲတဲ့ထင်နေလို့ပြတ်သွားပြမမြဲဘူးဆိုတာကိုအဲ့လိုရှင်းပြတယ်နော်မမြဲတဲ့အကြောင်းတရားကိုအကြောင်းပြုဖြစ်တဲ့သောတာဝိညာဉ်စိတ်ဟာဘယ်လိုလုပ်ပြီးတော့မြဲတိုင်းမလဲတဲ့ဒါဝိပဿနာရှုဖို့ပြောတာဒါဝိညာဉ်နဲ့ပတ်သက်ဝိပဿနာရှုတာပြီးတဲ့အခါကျတော့ယာခောဘိကွေဣမိတံဒိဋ္ဌံဓမ္မနံသင်္ကတိတဲ့အခုပြောတာသုံးခုဖြစ်သွားပြီနော်နာကတစ်ခုအတန်ကတစ်ခုဒီနှစ်ခုပေါင်းစုံလိုက်တဲ့အခါမှာဇာတိစိတ်ဖြစ်လာတာတစ်ခုသုံးခုနော်သုံးခုအဲ့ဒီသုံးခုပေါင်းစုံသွားတာကိုဖတ်တာလို့ခေါ်တယ်ဆိုလိုတာကသုံးခုပေါင်းလိုက်တာနဲ့တပြိုင်နက်ဇာတိစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီဇာတိစိတ်မှာရှင်းတဲ့ဖတ်တာဆိုပေါ်လာတယ်ဖတ်တာထင်ရှားလာတယ်ဇာတိစိတ်နဲ့အတူဖြစ်တာပဲသူကနော်နာကိုအမိပြုပြီးတော့ဖြစ်လို့သောတာတံဖတ်တာလို့ခေါ်တယ်နာနဲ့ပတ်သက်တဲ့ဖတ်တာအဲ့တော့နာရဲ့အတန်ရဲ့ဇာတိစိတ်ရဲ့ဒီသုံးခုစုံလိုက်တဲ့အခါမှာသောတာတံဖတ်တာအကြာအယုံနဲ့စုံစည်းမှုဆိုတဲ့ဟာတစ်ခုပေါ်လာတယ်အဲ့ဒါကိုဖတ်တာလို့ခေါ်တယ်နော်သာလယတပစ္စယဖတ်တော့ပဋိစ္စသောဥပ္ပကြတော့အဲ့လိုခေါ်တယ်နော်ဘာလို့လဲဆိုနာကအာယတတွေပါပါတယ်လေသာလယတပစ္စယဖတ်တော့ဒီမှာသောတာယတနာဆိုတဲ့အာယတနာကြောင့်ဖတ်တာဖြစ်တာနော်သာလယတပစ္စယဖတ်တော့အဲ့ဒီသုံးခုပေါက်လို့ဖြစ်လာတာကိုသောတာတပ္ပတ္တလို့ခေါ်တယ်တဲ့
အဲ့ဒီသောတာတမ္ပတဟာလည်းပဲအတိစ္စပဲမပြေဘူးလို့ဆင်ခြင်သုံးသပ်တယ်ပြီးတော့ကြိုးကြောင့်ဆင်ခြင်တဲ့အခါမှာမမြဲတဲ့နော်မမြဲတဲ့သောတာတမ္ပတကိုသောတာတမ္ပတဟာမမြဲတဲ့အရာဝတ္ထုသုံးခုကိုအကြောင်းပြုပြီးတော့မှဖြစ်ရတာဖြစ်လို့မမြဲတဲ့သောတာမမြဲတဲ့တတ္တမမြဲတဲ့သောတာဝိညာဉ်စိတ်အဲ့ဒီသုံးခုကိုမိပြုပြီးဖြစ်ရတာဖြစ်လို့သောတာတမ္ပတဆိုတဲ့ဖတ်တာအဲ့ဘယ်လိုလုပ်မြဲမလဲဒါကြိုးကြောင့်ဆင်ញင်တာနော်ဘယ်လိုမှမမြဲနိုင်ဘူးဆင်ញင်ပြီးတော့ရှိပါဟောလို့ဆိုဖတ်တာပေါ်လာတာနဲ့တပြိုင်တည်းဖတ်တာပစ္စယဝေဒနာဖုတ်တော်ဝေဒေတိထိလာလို့ရှိရင်ဒုက္ခဒုက္ခဆိုပေါ်လာတယ်နော်ထိတာနဲ့ဒုက္ခဒုက္ခပေါ်တယ်ဘယ်လိုလုပ်ပေါ်တာတော့ဆိုကိုကြိုက်မကြိုက်ခန္ဓာရေးရှိမရှိနဲ့ပတ်သက်သွားတာအခုလို့ပူအိုက်တဲ့နှွေရသည်မှာလေးဆိုသဘောကျတာဒုက္ခဝေဒနာ easy to accept လက်ခံလို့လွယ်သွားတယ်အခုလို့ပူအိုက်တဲ့နေရာမှာမီးဘူးကြီးနဲ့ကြုံလိုက်ပဲဆိုရင်ဘယ်သူမှမခံနိုင်ဒုက္ခနော်အဲ့ဒါလို့အာယုနဲ့ပတ်သက်ပြီးဒုက္ခဒုက္ခဆိုဖြစ်လာတယ်အဲ့ဒါကိုပြောတာဖုတ်တော်ဝေဒေတိအာယုနဲ့စိတ်ထိတွေ့လိုက်တဲ့အချိန်မှာထိတွေ့ချက်ကခံစားလို့ရှိရင်ဒုက္ခဝေဒနာဖြစ်တယ်မခံစားလို့ရှိရင်ဒုက္ခဝေဒနာဖြစ်တယ်ဖတ်တာပစ္စယဝေဒနာအဲ့ဒါကိုဟောတယ်နော်တခါဖုတ်တော်စေတေတိအဲ့လိုတွေ့လာတဲ့အခါမှာနော်စိတ်ဆော်မှုလှုပ်ဆောင်မှုတွေဖြစ်လာတယ်လှုပ်ကောင်းတာဆိုရင်ရခြင်းတဲ့စိတ်မကောင်းတာဆိုလို့ရှိရင်ဖယ်ရှားခြင်းတဲ့စိတ်အဲ့ဒါတွေပေါ်လာတယ်ဒါကသင်္ခါရခန္ဓာဖြစ်ပုံဖုတ်တော်သစ္စာတာတိမှတ်မိသွားတယ်ဒီအတွေ့ဆိုမကောဥပပဲလူတွေမှတ်ထားတာလေပြီးတွေ့ပူတယ်ဆိုသိသွားပထမဆုံးကဆိုသိမှာမဟုတ်ဘူးလေပြီးတွေ့ရင်ပူတယ်ဆိုတာနောက်ကျသိသွားအဲ့ဒါကိုသင်္ညာလို့ခေါ်တယ်ထိတွေ့ပြီးတဲ့နောက်မှသိသွားတယ်သင်္ဇာနာတိသင်္ညခန္ဓာဖြစ်တာအဲ့တော့ပေါင်းလိုက်တယ်ဆိုရင်အဋ္ဌိတေပိဓမ္မာဒီတရားတွေအလုံးဟာလဲဆလာပြားထားလှုပ်ရှားနေတယ်ရေးရိုက်နေတယ်မတည်ငြိမ်ကြဘူးအနိစ္စဝိပရိနာမိနောမမြဲဘူးပြောင်းလဲတတ်တယ်တစ်မျိုးတစ်ဖုံဖြစ်တတ်တယ်လို့အဲ့တော့ရှုွယ်နေတယ်ဘာတွေပေးလိုက်တာတော့ဘယ်နှပုတ်ပေးလိုက်တာတော့ဆိုလို့ရှိရင်မြတ်စွာဘုရားကနော်တရားကိုပြန်ကောက်ကြည့်လိုက်လို့ရှိရင်သောတာဆိုတဲ့သောတာပတ္တရာဆိုတဲ့နာအဲ့ဒါကိုလည်းရှုတယ်တတ္တဆိုတဲ့တတ္တယုတ်ကိုလည်းရှုတယ်ဒီနှစ်ခုစုံဉာဏ်ကြောင့်ဖြစ်လာတဲ့သောတာဝိညာဉ်စိတ်ကိုလည်းရှုတယ်အဲ့ဒီသုံးခုဖြစ်လာလို့ထိတွေ့လာတဲ့ဖတ်တာဆိုတာကိုလည်းရှုတယ်ဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတာကိုလည်းရှုတယ်ပြီးတော့စေရနာကိုရှုတယ်တင်ညာကိုရှုတယ်ဆဆက်ကသုံးပါကြတော့ဝေဒနာပစ္စယတဏှာပါထဲရှုထားတယ်6ခုရှုတာအခုအရှုဖို့တစ်မျိုးပေးထားတာမြတ်စွာဘုရားအဲ့တော့ဒီသဘာဝတရားတွေဟာအကြောင်းကိုမြည်ပြီးတော့ဖြစ်ကြတာသူတို့ကိုယ်တိုင်ဖြစ်နိုင်စွာမရှိကြဘူးအကြောင်းကိုမြည်ပြီးတော့ဖြစ်တာဒါကြောင့်မို့လို့အလုံးဟာတည်ငြိမ်မှုမရှိဘဲနဲ့ဖြစ်ပြီးပြတ်သွားတဲ့အရာတွေသာဖြစ်တယ်ဆိုတာဝိပဿနာရှုပါလို့မြတ်စွာဘုရားကတွားရဝိပဿနာရှုနေကကိုနားနဲ့ပတ်သက်ပြီးခုလိုဟောတယ်ဒါတွေကိုမှတ်သားပြီးတော့ကိုယ်ခန္ဓာကိုယ်မှာရှိတယ်တခြားသဘာဝတွေမသိတယ်ဒါလေးကိုသိအောင်လုပ်ပြီးတော့အကျဉ်းချင်းထထနော်မမြဲတာကိုသိအောင်ရှုမယ်ဆိုရင်တွားရဝိပဿနာဖြစ်ပါတယ်လို့အသိဉာဏ်ဖြစ်ဖို့လိုတယ်ဒါကြောင့်တရားချစ်ခင်သူတို့စီပြိဿပေါင်းတို့မြတ်စွာဘုရားဟောတဲ့တွားရဝိပဿနာဆိုတာကိုယ်တဏ္ဍမှာတကယ်ရှိနေတဲ့သဘာဝတရားတွေအရှိတိုင်းသိပြီးတဲ့နောက်မှာမမြဲတဲ့သဘောနဲ့ဆင်ခြင်သုံးသပ်မှုပဲဖြစ်တယ်ဆိုတာကိုမှတ်သားပြီးတော့ဝိပဿနာတရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း